嘛，我们弗林啊，ဒီက弗林သားဖြစ်တော့弗林ကိုင်မြေးဆိုတာငါကျိုးလို့မရဘူးဆိုတာဒါသိပြီးသွားတယ်ဒါလိုမျိုးကျိုးပြီးခောက်ပြီးဆိုတာနဲ့တွားပြီးပြဿနာတက်ပြီးဆိုတော့弗လင်စဖြတ်ကလေးကိုကပေချာချာကိုင်ပြီးဖြတ်မှရအောင်ဒါတွေရှိဒီကောင်းလေးရှိဒါဘာလို့သုံးလဲဆိုရင်ဒီကောင်းလေးကထိတ်တွေရှိတခါကျရင်ကိုဒီအပြားတွေကကြတော့ဇောက်ဖြစ်နေအောင်ဇောက်ဖြစ်နေတော့မတွားပြီးတော့ဒီလိုမျိုးသွားထိုးရင်မမီတာတော့ပါဒီမရောက်တာတော့ပါဖြစ်တော့ဒါဘောကသူထောက်နေတော့သူကတစောင်းနေပါညာလာတော့ထိတ်ကမှန်နေတို့ဘေးမှန်နေတို့ကထောက်နေရဆိုရင်ဒီကောင်းအကူကြီးသုံးပြီးတော့အချွန်သားလေးဆိုတော့ငါ easy ထည့်လို့ရဟို bandage တွေလာပြီးဆိုရင်သူ့မှန်နေမှာ sport တွေပါညာပါတယ်ဆိုရင်ဖုံတွေပါညာပါတယ်ဆိုရင်တော့မှန်ကိုအစင်းမထင်အောင်တော့ degree လေးဆောင်းပြီးတော့ဖြည်းဖြည်းချင်းလို့ဒီလိုမျိုးရတော့တိုက်မနေနဲ့ပေါ့ဒေးမှန်တွေကိုအားကြီးနဲ့ဒီဇောင်းတွေနဲ့တော့တိုက်မှန်အစင်းရတော့ထင်ဆက်ပြရည်လေးနဲ့ချောစမှုဖြစ်အောင်လုပ်ပြီးတော့မှဖြည်းဖြည်းချင်းမှန်မှာရှိနေတဲ့ဟိုတချို့ပြုတ်တွေကတ်နေရတော့ပေါ့ဆိုတော့ pressure လို့ရတယ်အဲကြောင့်တုံးလဲဆိုတော့ပထမတစ်ခေါက်ကဒီကောင်းကိုတုံးနေဆိုတာကကြတော့ကိုတို့ရေကိုဖြန်းပြီးတော့မှန်ကို fitting ချတာ fitting ချပြီးတော့ရေလေးကိုအနှဲငယ်တုတ်တာဆိုတာကနေရာမရွေ့ပါအောင်ပေါ့ပုံမှန်ဒါပေမဲ့ကော်ပြားပေါ်မူတည်ရပေါ့ဒီကောင်လေးတွေကပြော့တာဖြစ်တဲ့အတွက်ကိုကအားနဲ့သွားဆွဲပြီးဖိဆွဲရင်တော့မပါလာခြင်းမပါလာအကယ်၍များရေကြံခဲ့တာမျိုးဖြစ်မှာဆိုလို့ဒီကောင်ကကြတော့ fitting အတွက်လောက်ပဲခဏတုံးဒီလိုကောင်မျိုးတွေကြတော့အားပါတယ်ဆွဲရတာရေကိုထုတ်ဖို့အတွက်အားပါဆွဲလို့ရဒီကောင်ကြတော့သွားဆွဲတဲ့အခါကျရင်ပြော့နေတော့မပါလာမှာဆိုလို့သိရမှာ fitting ချဖို့တော့ဒါမှမဟုတ်မှန်တန်ရှင်းလုပ်တဲ့အခါရေကိုပြန်ထုတ်ဖို့လောက်တဲ့အတော့ဒါကတော့မိသားလေးကျွမ်းမှာတော့ရမယ်။ဇောင်းနေပါညာရဲ့သူအန်ကယ်တိုင်း90ကျွန်း90 45ကျွန်း45ဒါမှမဟုတ်ကိုတာကတ်ပေါ်ထားပြီးတော့ဖြတ်တာတော့ပါအောင်ကြ။မှန်အတိဖြတ်မယ်ဆိုရင်ဇောင်းတွေကိုလည်းတေချာကြည့်တကယ်လို့ဇောင်းတွေကသူ့မှာဟိုကားအသစ်တွေကပြဿနာမကြည့်ပါဘူး။ဒီမှာကားဟောင်းနေလိုက်တချို့တွေကဒီဇောင်းတွေကကြတော့ပွန်းတာပဲ့ရနေဆိုကွာလှုပ်လိုက်တဲ့အချိန်မှာထစ်ပြီးတော့သွားပြီးတော့ဆောနာလိုမျိုးအရာမျိုးတွေဖြစ်သွားတာမျိုးဖြစ်သွားတတ်တယ်။ဒါဆိုရင်ဒီမှန်အထက်နေတဲ့ဟာသူ့အထက်တိုင်းသုံးလိုက်တော့ငါတို့ဒီမှာပြင်ရမကြီးတော့အထက်ကြီးဖြစ်နေ